မင်္ဂလာပါခင်ဗျာအရင်ဆုံးအနေနဲ့ပေါ့နော်ဒီ Joshua Ban ရဲ့ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြောပြခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ Joshua Ban နဲ့ Bruno Silva တို့ထိုးမဲ့ပွဲက UFC 360ပြိုင်ပွဲမှာပါဝင်လာမယ်ဆိုပြီးအစောကြီးကတည်းကတရားဝင်ကြေညာထားပြီးဒီတွဲဆိုင်ကအရန်ကိုကောင်းတဲ့အတွက်မိဘပြုနဲ့ကျင်းပတဲ့ main card ခေါင်းစဉ်အောက်မှာရောက်လာနိုင်တယ်ဆိုပြီးကျွန်တော်တောင်ခံမှန်းခဲ့တယ်တိုးတော်လည်းပဲ UFC ကဒီမနေ့ကျင်းပသွားခဲ့တဲ့ UFC 350ပြိုင်ပွဲကျင်းပနေစဉ်အချိန်တွင်းမှာ UFC 360ပြိုင်ပွဲရဲ့ main card ခေါင်းစဉ်အောက်မှာပါဝင်လာမဲ့တွဲဆိုင်တွေကိုချပြသွားခဲ့တယ်စိတ်မကောင်းစွာနဲ့ပဲအဲ့ဒီတွဲဆိုင်တွေထဲမှာ Joshua Ban ရဲ့ပွဲတော်ပါဝင်လာခြင်းမရှိသေးဘူး UFC ကချပြလိုက်တဲ့ main card ခေါင်းစဉ်အောက်ကတွဲဆိုင်တွေကတော့ထိတ်ဆုံးကောင်ပွဲအဖြစ်တော့ Marat Dvalishvili နဲ့ Sean O'Malley တို့ရဲ့မကြေပွဲကို main ပွဲက Juliana Pena နဲ့ Kayla Harrison တို့ရဲ့ချန်ပီယံကပတ်စိန်ခေါ်ပွဲနောက်ထပ်3ပွဲအနေနဲ့ထည့်သွင်းထားတာကဒီ Mexico မှာကျင်းပခဲ့တဲ့ UFC Fight Night ပြိုင်ပွဲတုန်းကပွဲပြတ်ခဲ့တဲ့ Kevin Castellan နဲ့ Joe Bonfire ပွဲနောက်ထပ်တစ်ပွဲကတော့ Vincente Luque နဲ့ Kevin Holland ပွဲနောက်ဆုံးတစ်ပွဲကတော့ Chito Vera နဲ့ Mario Batista တို့ပွဲတွေဖြစ်ပါတယ်အဲ့ဒီတော့ဒီတွဲဆိုင်တွေအကုန်လုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်ပေါ့နော်တချို့တွဲဆိုင်တွေကမိဘလုံးနဲ့ကျင်းပတဲ့ main card ခေါင်းစဉ်အောက်မှာရှိလောက်တဲ့အည်သွေးမျိုးမရှိသေးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့လည်းဒါက final confirm လို့တော့အတည်ပြုလို့မရသေးဘူးဘာဖြစ်လို့လဲဆိုတော့ UFC 360ပြိုင်ပွဲကျင်းပဖို့ကတလလောက်အထိလိုနေသေးတယ်အဲ့ဒီအနေထားမှာဂျားထဲမှာအပြောင်းလဲတွေအများကြီးဖြစ်နိုင်သေးတယ်ဂျားထဲမှာလည်း UFC Fight Night ပြိုင်ပွဲတွေကျင်းပအောင်မှာဖြစ်တယ်လို့ဒီပြိုင်ပွဲထိုးသက်ဖို့ပြင်ဆင်တဲ့အနေထားမှာတချို့ fighter တွေကလည်းဒဏ်ရာပြဿနာတွေတခြားအကြောင်းရင်းတွေအမျိုးမျိုးပေါ်လာနိုင်သေးတယ်ဒါကြောင့်မလို့ Joshua Ban ရဲ့ပွဲက UFC 360ပြိုင်ပွဲရဲ့ main card ခေါင်းစဉ်အောက်မှာပါမြန်းပါလာနိုင်အောင်မလားဆိုတဲ့နောက်ဆုံးမျှော်လင့်ချက်လေးကိုဆက်ပြီးစောင့်ကြည့်ကြတာပေါ့ခင်ဗျာpromotion ဘက်ကတော့ဒီ main card ခေါင်းစဉ်အောက်ကတွဲဆိုင်တွေနဲ့ပတ်သက်လို့အနိကတစ်ပတ်လောက်လိုရမှတရားဝင်အတည်ပြုတာဖြစ်ပါတယ်ဒါလို့ချပြလိုက်လို့ရှေ့ကပြိုင်ပွဲတွေမှာတော့ကလည်းအပြောင်းလဲတွေအများကြီးဖြစ်ထားခဲ့ပြီးပါပြီဒါကြောင့်မို့ကျွန်တော်ကတော့မျှော်လင့်ချက်လေးလက်မလျှော့ကျင်သေးပါဘူးဆက်ပြီးမျှော်လင့်ကြည့်ကျင်သေးပါတယ်ခင်ဗျာ